တကယ်လို့ကျွန်တော်တို့ကဘာကြီးဟာအခုလိုနေကင်းကြောင်တောင်မှာမှောင်မဲသွားမယ်ဆိုတဲ့ theory တစ်ခုရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ဘ ഹു တုဒရရှိသေးရန်အလို့ငါပြန်လဲမျှဝေပေးပါမယ်ဒီလိုဗျကျွန်တော်ပြောမယ့်အကြောင်းအရာနေကင်းကြောင်တောင်ကြီးမှာကဘာကြီးကအမှောင်ကျသွားလို့ရှိရင်ကျွန်တော်တို့တွေဘယ်လိုဖြတ်တန်းကြမလဲဆိုတာလူတော်တော်များများသတိမထားမိတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့အခုကျွန်တော်တို့ယူရီးယားဆိုင်ကယ်တွေမှာသူတို့မှာလုံးဝပါကင်အစ်စ်တိုင်းဆိုလို့ရှိရင်ရှေ့မီးကအော်တိုဥမာဆက်နှိုးလိုက်တာနဲ့အော်တိုလင်းနေတယ်သူဘာကြောင့်ထည့်ထားအောင်ဆိုတော့ခုနကျွန်တော်ပြောတဲ့ theory ပါဘာလဲဆိုတော့ကဘာကြီးကတနေ့တစ်ချိန်မှာနေကင်းဒီလိုနေကင်းကြောင်တောင်ကြီးမှာအမှောင်ကျသွားလို့ရှိရင်ဆိုင်ကယ်တွေကားတွေကနေပြီးတော့မှမီးအလင်းရောင်ကိုရအောင်ယူမယ်ဆိုတဲ့ theory နဲ့ထည့်ထားတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမီးလင်းရင်တော့မှဆိုင်ကယ်စီးနေဒီလိုတောင်ပြသေးဟုတ်လားမီးလင်းနေတယ်ရှေ့မီးလင်းနေတယ်ဆိုပြီးတော့မှပြသေးတာဟုတ်တယ်မလားအဲ့တော့အဓိကအဲ့ဒီရှေ့မီးကအော်တိုထည့်တာဘာကြောင့်တော့ခုနကျွန်တော်ပြောတဲ့ theory ပါကဘာကြီးကတနေ့တစ်ချိန်မှာနေကင်းကြောင်တော်ကြီးမှာအမှောင်ကျသွားခြင်းဆိုတဲ့ theory နဲ့ထည့်ထားတာပါအော်တိုမီးပါကျွန်တော်မြန်မာနိုင်ငံရောက်မှအဖြုတ်ခံလဲရတာပါ Oh no တန်ဒါနဲ့စကားမဆက်တော့ဒီကျွန်တော်ရဲ့ဘိုက်ဘိန်းရှေ့မီးတွေနောက်မီးတွေရောင်းညင်လို့ပါ